Play Store ထဲမှာကိုကူးနေတဲ့ application ကကူးနေရင်းနဲ့ရက်တန့်နေရတယ်ရှေ့ဆက်မသွားတာတွေ Play Store ကကျွန်တော်တို့တော်တော်နဲ့ကူးမရပဲနဲ့ application တွေလေးလံနေရဆိုလို့ရှိရင်ကျွန်တော် Play Store လေးကိုလွယ်လွယ်ကူကူနဲ့ပေါ့ပါလေးဖြစ်အောင်လို့လုပ်တဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးပါမယ်ပထမဆုံးကျွန်တော်တို့က Play Store ထဲကိုဝင်ပါ Play Store ထဲကိုရောက်ပြီဆိုလို့ရှိရင်ထိပ်ဆုံးမှာရှိနေတဲ့ကိုယ့်ရဲ့ profile အလုံးလေးကိုကျွန်တော်ဆက်ပြီးတော့ဝင်လိုက်ပါဒီထဲဝင်ပြီးပြီဆိုလို့ရှိရင်အောက်ဘက်မှာရှိနေတဲ့ setting တွေကိုဆက်ပြီးတော့ဝင်ပေးပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော် channel တွေကိုဆက်ပြီးတော့ဝင်လိုက်ပါ channel တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီအောက်မှာရှိနေတဲ့ account and device performance ဆိုတာရှိတယ်အဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးပါဒီထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ခဏဆောင်ပေးပါပြီးတော့အောက်ဘက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးလို့ရှိရင်ဒီနားလေးမှာရှိနေတယ်ကျွန်တော်တို့ပေါ့နော် clear device set history ရဲ့ clear wishlist ရဲ့ပေါ့နော်အဲ့နှစ်ခုရှိတယ်ကျွန်တော်ချက်ကကရိယာမှာတင်းရှာဖွေမှုများကိုဖယ်ရှားပါနောက်တစ်ခုကတင်းလွင်ဆန္ဒအရာအလုံးကိုကျွန်တော်တို့ဖယ်ရှားပြီးတော့ပေါ့နော်အဲ့နှစ်ခုလုံးကျွန်တော်တို့ကတန်ရှင်းလုပ်ပေးရမယ်အဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် Play Store မှာကျွန်တော်တို့အသုံးပြုထားတဲ့ရှာဖွေထားတဲ့အရာအလုံးကိုဖယ်ရှားဖို့အတွက် clear history ကိုကျွန်တော်တို့နှိပ်ပါပထမတစ်ချက်ပြီးလို့ရှိရင် clear wishlist ကိုကျွန်တော်တို့ဆက်ပြီးတော့နှိပ်ပေးပါနှိပ်ပြီးလို့ရှိရင် clear ကိုနှိပ်လိုက်ပါအဲ့လိုနှစ်ခုလုံးကိုကျွန်တော်တို့တန်ရှင်းလုပ်ပေးလိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Play Store မှာကျွန်တော်တို့ application တွေကိုကျွန်တော်တို့ download ဆွဲနေတဲ့အချိန်ကူးနေတဲ့အချိန်ကျွန်တော်အဆင်ပြေမှုတွေတန့်ဟာမှုတွေနဲ့ကျွန်တော်တို့အခက်အခဲတွေအားလုံးကိုကျွန်တော်ပေါ့ပါလေးနဲ့ application တွေကူးလို့ရမှာဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်